1 2 okay ဘယ်ဘက် white လက်ဒီထိုးမယ်3ညာဘက်အလက်ဒီထိုးမယ်4 okay ပြန်ကြည့်မယ်1 2 3 4ထိုးလိုက်တဲ့အခါတိုင်းမှာလက်တွေကိုကံမျိုးစုပြန်ကြည့်မယ်1 2 3 4 okay ပြန်ကြည့်မယ်ဒီတော့1 2 1စထိုးမယ်1 2 okay 1 2ပြန်ကြည့်မယ်1 2 3 4 1 2 3 4 okay ကြည့်မယ်1 2 3 4 okay ဒီတော့ချက်ထိုးမယ်ချက် okay 1 2ပြန်ကြည့်မယ်ချက် okay 1 2ဒီ1 2 3 4 1 2 3 4 okay အဲ့ဒါလေးကိုလိုက်လို့ကြည့်လိုက်နော်ကျွန်တော်တက်တော့ကောက်မှာကွာပြီးဒီကောက်ကိုလည်း follow လေးတစ်ချက်လောက်လုပ်ပေးထားအောင်နော်ဒီဘက်ကောက်ကကြတော့ official ကောက်ရှိတယ်ကွာအဲ့ဒါကြတော့ကျွန်တော်ဒီဘက်အကောက်ကိုပြိသက်တွေကိုချမပြရသေးဘူး okay ဒီဘက်